အခုဆောင်းလန်းလန်းနဲ့ effect တစ်ခုကိုပြမယ်အကောင်က Aeolip ဒီကောင်ကရင်းဆုံးဒီ Atomic Snail ဆိုတဲ့ဒီအကောင်လေးကိုတော့လို့တယ်ဒီကောင်လေးက Q ပုံစံအကောင်လေးပေါ့ဒီကောင်လေးက Aeolip ရဲ့ formula ကိုထုတ်ပေးရနောက်ပြီးတော့ဒီ Aeolip ကို crab တဲ့ပစ္စည်းကိုပေးရပေါ့ဆိုတော့ဒီမှန်ပေါင်းချောင်တွေကိုမဖြစ်မနေထည့်ထားဖို့လိုတယ်ဆိုတော့အခုကျွန်တော်ပစ္စည်း crab တဲ့စီကိုသွားမယ်ပြီးရင်ဒီ Aeolip လို့လုပ်လဲဆိုတော့ပြမယ်โอเค Aeolip ကိုတွေ့ပြီကျွန်တော် crop လိုက်မယ်โอเคရသွားပြီဆိုတော့ကျွန်တော်ဒီဆေးကိုထိုးလိုက်မယ်နော်โอเคအခု effect ရသွားပြီဒီကောင်ရဲ့ effect ကဒီ jam cloak ရယ် root cloak ရယ်ကိုနှိပ်လိုက်ရုံပဲ jam cloak နဲ့ root cloak ကိုနှိပ်လိုက်တာနဲ့ quickly travel ကိုရသွားပြီ energy ရှိနေသေးပြီတုံးလို့ရတယ် jam cloak ကိုနှိပ်ပြီး root cloak ကိုနည်းကြာဖိထားတော့နည်းနည်းပို့ပြီးဝေးရောက်တယ်ဟိုအီးရမ်းပါခြင်းတဲ့အခါတို့တရေကြောက်လို့ထွက်ပြေးရဲ့အခါမျိုးတို့ကြာရင်တော့အသုံးဝင်တယ်ပြောပြချင်တာဒါပဲပြီးပြီ